ပြောချင်တာကတော့မြမအာဏာယူတွေကြောင့်ဒီဒုက္ခရောက်သူများဆိုတာအပိုင်း၃ပိုင်းတော့ခွဲပြောသွားမယ်ဒါပေမဲ့တူတူတုတ်တုတ်နဲ့အများပြည်သူတွေမျက်လုံးထဲမှာရှင်းလင်းမြင်သွားအောင်တော့ပြောရမယ်အကြောင်းတရားတော့ရှိတယ်နံပါတ်1အပိုင်းကဘာကိုပြောရမှာလဲဆိုတော့အခုပြပမှာအဝေးရောက်ကြိုတင်မဲတွေတန်ယုံတွေမှာကျင်းပတဲ့ကိစ္စကိုတော့ဒါပြည်တွင်းထဲကအများပြည်သူတွေပုံမသိရှိသွားအောင်ပြောချင်တယ်မြန်မာနိုင်ငံတန်ယုံဖွင့်ထားတာအလုံးပေါင်း49ရုံကောင်စစ်ဝန်ရုံက16ရုံဆိုတော့တချို့ကတန်ယုံတော့မရှိဘူးကောင်စစ်ဝန်ရုံသွားထိုင်ထားတဲ့နိုင်ငံတွေရှိတယ်တချို့ကတန်ယုံရောဒီကောင်စစ်ဝန်ရုံရောထိုင်ထားတဲ့နိုင်ငံတွေရှိတယ်ဆိုတော့ကြိုတင်မဲကိုသူတို့အဲ့ဒီတန်ယုံ49ရုံကောင်စစ်ဝန်ရုံ16ရုံအဲ့ဒီမှာကျင်းပလိုက်တာပေါ့လေတန်ယုံရှိတဲ့ဒေတာတွေပါတော့ကောင်စစ်ဝန်ရုံးကမကျင်းပဘူးပေါ့ဘာပဲပြောကဲဆိုကြပါစို့တန်ယုံ49ရုံးမှာကျင်းပတဲ့ရွေးကောက်ပွဲအဝေးရောက်ဒီမဲပေးဖို့ရွေးကောက်ပွဲနော်အဲ့ဒီသူတို့ပြောတဲ့အဝေးရောက်မဲပြပရောက်မဲတွေကိုကြိုတင်ကောက်ယူတဲ့နေရာမှာတန်ယုံ49ရုံးကမဲသွားထည့်တဲ့လူဟာ49ရုံးလုံးပေါင်းလိုက်တဲ့မဲကကျွန်တော်အခုရတဲ့တဲ့သူတို့စီကအတွင်းတဲ့က321မဲပဲရှိတယ်ကဲ321ကို49နဲ့စားကြည့်လိုက်ကြတနိုင်ငံမှာလူဘလောက်ပဲပြန့်မြန့်ပေါ့နော်ဒါကိုကျွန်တော်ပြောချင်တာတနိုင်ငံမှာဒီလူပြန့်မြန့်ဘလောက်မဲသွားပေးလဲဆိုတာကိုအဖြေထွက်တာပေါ့ဗျာဒီ321မဲပဲရတယ်ဟုတ်လားဆိုတော့ပြောချင်တာကတော့တနိုင်ငံမှာ6ယောက်လောက်ပဲမဲသွားပေးတဲ့အခြေအနေမျိုးပေါ့တချို့နိုင်ငံကတော့တယောက်မှသွားမပေးတာတော့ရှိတယ်တချို့နိုင်ငံကတော့လူ15ယောက်20လောက်ရှိမယ်ဒါမျိုးတော့ရှိမှာပေါ့လေဒါပေမဲ့ပြန့်မြတ်ကျွန်တော်ပြောပြတာဒါဆိုရင်ပြပရောက်နေတဲ့မြန်မာကျွန်တော်ဒီ IOM ပေါ့နော် International Migration ပေါ့နိုင်ငံတကာရွှေ့ပြောင်းဝင်ရောက်နေထိုင်ကြသူများဆိုတဲ့ဒီကုလသမဂ္ဂအဖွဲ့ကြီးအောက်မှာဖွဲ့ထားတဲ့ဒီအဖွဲ့အစည်းရဲ့ record အရ2025မှာမြန်မာနိုင်ငံကဒီပေါ့ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်နေထိုင်သူပေါင်း12တန်းကျော်ရှိတယ်လူဦးရေ12တန်းကျော်မှာ321မဲပဲလာပေးတယ်ဆိုတော့ဒါဟာဒီရွေးကောက်ပွဲဟာအခြေအနေမကောင်းတော့ဘူးဆိုတာဒါမြင်လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့လူဦးရေ12တန်းဆိုတော့ဗမာပြည်ကထွက်တဲ့လူတော်တော်များများဟာ passport နဲ့ပဲထွက်ခိုးပြီးတော့ပဲထွက်နော်အလုတ်ကင်နဲ့ပဲထွက်ကြောင်းတက်ဖို့ပဲထွက်ပေါ့ဗျာနော်ဘလို့အခြေအနေမျိုးနဲ့ပဲထွက်အသက်18နှစ်ကျော်တဲ့ဥစ္စာက95ရာခိုင်နှုန်းလောက်ရှိမယ်ပေါ့ကျွန်တော်အဲ့လိုနားလဲတာဆိုတော့95ရာခိုင်နှုန်းကိုခုနတန်ယုံ49ရုံးမှာမဲက321မဲပဲရတယ်ဆိုတော့ဘလောက်ရာခိုင်နှုန်းနဲ့ဘလို့ဖြတ်ပြီးတော့မဲပေးသလဲဆိုတော့တော်တော်တွက်ချက်ရခက်တဲ့မြန်မာပြည်ရဲ့အခုရွေးကောက်ပွဲပုံစံဆိုတာမြင်ရမှာပေါ့ကျွန်တော်ပြောချင်တာကတော့ပြိုင်ပွဲအစ်စ်မဟုတ်ရင်ဝင်သွားအားမပေးကြတော့တဲ့ပုံစံမျိုးလို့ကျွန်တော်နားလည်တယ်ဒါကြောင့်မြန်မာပြည်သူပြည်သားတွေကနိုင်ငံရေးအရာတော့တော်တော်မြင်လာကြပြီဒါပေမဲ့မမြင်သေးတဲ့နှစ်ဖက်ဘက်ဆိုင်အကုန်လုံးကိုကျွန်တော်ပြောချင်တယ်မမြင်သေးတဲ့အပိုင်းတွေကတော့ဂျင်းထဲတာကိုပဲမမြင်တာတွေးခေါ်စဉ်းစားမှုတော့တော်တော်အဆင့်မြင့်လာတယ်လို့အခုပြည်ပမှာအဝေးရောက်မယ်လုပ်တဲ့ဒီစစ်ကောင်စီစစ်ကော်မရှင်ကလုပ်တဲ့ရွေးကောက်ပွဲနော်နဲ့ပတ်သက်ပြီးတော့တန်ယုံ49ရုံမှာမဲအရေပေါင်း321မဲပဲရတာကိုတစ်ချိန်ကျရင်မဲအရေပေါင်း3သန်းရတယ်လို့သူတို့ကြေညာမှာစိုးလို့ဗျာဒါကိုကျွန်တော်ကြိုပြောလိုက်တာနော်ဒါကျွန်တော်ဒီနေ့နောက်ဆုံးသိရတဲ့အချက်လက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြည်တွင်းတော့ကျွန်တော်ဆက်စောက်ကြည့်နေတယ်ဒါပေမဲ့ပြည်ပအဖြေကတော့ရှင်းသွားပါပြီတန်ယုံ49ရုံမြန်မာနိုင်ငံကသွားဖွင့်ထားတဲ့တကဘာလုံးမှာရှိတဲ့တန်ယုံ49ရုံပြည်ပကိုရောက်နေလူဦးရေ12တန်းကျော်မှာမဲ321မဲပဲသွားပေးပါတယ်လို့ဒါမြန်မာပြည်သူတွေတော့ညီကိုမောင်နှမတွေတော့တိုင်းရင်းသားညီကိုမောင်နှမတွေတိုင်းသူကြီးသားများတွေအကုန်လုံးကိုသိအောင်ကျွန်တော်ပြောလိုက်တာပါဒါတစ်ချက်နှစ်ချက်ကိုကျုပ်စော်မင်းထွန်းပြောနေတဲ့ကြားဖြန့်ကိစ္စကိုကျွန်တော်ပြောပြမယ်
ကျွန်တော်ပြောပြမယ်ကြားဖြန့်ကိစ္စလုပ်ဖို့အဓိကနေပြည်တော်ကိုဆက်သွယ်နေတာတနေ့ကိုဖုံးအကျင့်ကြီး400လောက်သွားနေတာနေပြည်တော်ပြန်ကြားရေးဝန်ကြီးမောင်မောင်ဦးကဂိုင်းဖွဲ့ပြီးတော့ဒါကိုနေပြည်တော်မှာဂိုင်းဖွဲ့ထားတဲ့ရုံးခန်းကနေကြွကြားနေတာဒါတွေကိုအစဖြောက်ထားတယ်โอเคဒီနေ့ကြားဖြန့်နေဖြစ်ကြတယ်ဟုတ်လားဖမ်းကြတယ်စီးကြတယ်ပေါ့ဗျာဒါတိုးတိုးတုတ်တုတ်နဲ့ကျွန်တော်ပြောပြနေဆိုတော့ဘုရားဆောင်မင်းထုံးပြောတဲ့စကားလုံးလေးတစ်လုံးကိုကျွန်တော်ပြောပြခြင်းဘယ်နိုင်ငံမှလာပြီးတော့ဝင်ရောက်ပတ်သက်လို့မရဟုတ်တယ်ဘူးမှမပတ်သက်ဘူးဗမာပြည်ကိုပတ်လဲမပတ်သက်ခြင်းဘူးအမှန်ပြောဒါပေမဲ့ကဘာကိုခမားတို့ကအချုပ်ချာအာဏာနဲ့ပြောနေတာကဲဟုတ်ပြီအချုပ်ချာအာဏာဆိုတာဥပဒေအရရောနော်နိုင်ငံရဲ့သတ်မှတ်ထားတဲ့ဒီစကေးမြေပုံအရရောလူဥပြည်သူတွေအရရောနေထိုင်နေသူတွေရဲ့အရရောနော်ဒီအခြေခံဥပဒေအရပေါ့ဗျာဒါတွေအားလုံးစုပေါင်းစပ်ပေါင်းကဲအစွဲပြုခေါ်လိုက်တာတော့အချုပ်ချာအာဏာပေါ့ဗျာကဲဒါဆိုရင်ခင်ဗျားတို့အချုပ်ချာအာဏာရှိတဲ့နိုင်ငံကြီးကနိုင်ငံတစ်ခုကဘာဖြစ်လို့ကမ္ဘာနိုင်ငံအသီးသီးရဲ့အချုပ်ချာအာဏာကိုခင်ဗျားတို့စော်ကားတာဒါကိုကျွန်တော်အရင်မေးချင်တာနော်ဒါဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကျွန်တော်တို့မေးရမှာပြောသတင်းသမားတယောက်အနေနဲ့ဆိုရင်အဲ့ဒါကိုခင်ဗျားတို့မသိခဲ့ဘူးလို့ပြောနေတယ်ဆိုတာရှင်းရှင်းပြောရရင်တော့ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာခင်ဗျားတို့ချင်းတာထဲနေပြီးတော့ချင်းနာမရပါဘူးလို့ပြောနေတယ်နဲ့အတူတူပဲဗျာဒါကျွန်တော်ခက်ရှင်းရှင်းပြောလိုက်တာဘာကြောင့်လို့လဲဆိုတော့ဒီစောချစ်သူဆိုတဲ့ကောင်ကိုခင်ဗျားတို့ကိုယ်တိုင်ပဲနော်အစောကြီးပဲမောင်မောင်အောင်ကိုယ်တိုင်ပဲနော်တရုတ်ပြည်ကိုခေါ်သွားပြီးတော့တရုတ်ပြည်ရဲ့ online business လုပ်ငန်းတွေကိုသွားပြခဲ့တယ်ပထမအဲ့ဒါမရှိသေးဘူးဗျ NLD အစိုးရလက်ထက်မှာကြားဖြန့်မပေါ်သေးဘူးဒါကျွန်တော်အမှန်တိုင်းပြောတာအဲ့ဒါတွေလာဆောက်နေတယ်ကက်စီနိုတွေတော့ဖွင့်နေပြီစားတောက်ဆိုင်တွေဒါမျိုးတွေတော့ရှိတယ်ဗျကြားဖြန့်မဖြစ်သေးဘူးကြားဖြန့်ဖြစ်တယ်ဆိုတာခင်ဗျားတို့အာဏာသိမ်းပြီးနောက်ပိုင်းမှာအကြီးကျယ်ဖြစ်သွားတာနော်ခင်ဗျားတို့လောက်ကင်ရဲ့အခြေအနေကိုကြည့်လိုက်ခင်ဗျားတို့မသိဘူးပြောတယ်နောက်တော့ခင်ဗျားတို့ပြန်ဖမ်းပေးရတာပဲမှတ်လားဆိုတော့အခုလေခင်ဗျားတို့ကတိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုတော့လာစော်ကားလို့မရဘူးဆိုတော့ခင်ဗျားတို့လိန်လိုက်တဲ့မြန်မာနိုင်ငံမှာ base လုပ်ပြီးတော့စဉ်းစားကြည့်တာ passport တုံးမထုပဲနဲ့ဝင်လာတဲ့တရုတ်ပေါင်းမြောက်များစွာလူပေါင်းမြောက်များစွာကိုခင်ဗျားတို့နိုင်ငံဖြတ်ကျော်ဥပဒေနဲ့တယောက်မှအရေးမယူဘဲနဲ့ပြန်ပို့တယ်ဆိုတာခင်ဗျားတို့ကိုယ်တိုင်ဒီထဲမှာပါလို့ BGS နဲ့ BGS ဆိုတာမြန်မာစစ်တပ်ရဲ့ unit တစ်ခုပဲဗျခင်ဗျားတို့ခေါင်းစဉ်အောက်ကပဲဗျခင်ဗျားတို့မှာတာဝန်ရှိတယ်ဗျခင်ဗျားတို့လိန်လိုက်တာဘီလီယံ60ဗျဟမ်ဆိုတော့တိုင်းပြည်ကတော့မွဲသွားတယ်ခင်ဗျားတို့စစ်ဗိုလ်ချုပ်တွေချမ်းသာနေတယ်လေခင်ဗျားတို့အစုရှယ်ယာမရဘဲနဲ့ဇော်မင်းထွန်းအခုနေပြည်တော်မှာစောင့်နေတဲ့သုံးတက်တိုက်ကြီးဇော်မင်းထွန်းမစောင့်နိုင်ဘူးအခုလက်ရှိကုန်စည်နှုန်းနဲ့ပစ္စည်းနဲ့နော်ဒါဇော်မင်းထွန်းသိအောင်ပြောနေရမပြောသေးဘူးပြောတကယ်ပြောရင် GPS နဲ့ကျွန်တော် satellite နဲ့ပြနော်ဆိုတော့ပေးခြင်းတဲ့ message ကဘာလဲဆိုတော့ခင်ဗျားတို့တခုခုဖြစ်လိုက်တဲ့အချုပ်ချာအာဏာဆိုတဲ့ဥစ္စာနဲ့အကာအကွယ်ယူပြီးပြောတယ်ဒါဆိုရင်တကဘာလုံးမှာရှိနေတဲ့လူနေမှုစနစ်တွေစီးပွားရေးစနစ်တွေတည်ငြိမ်မှုတွေကိုခင်ဗျားတို့ချိုးဖောက်ခွင့်ပြုခဲ့တာသူများနိုင်ငံရဲ့အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့တာမဟုတ်ဘူးလားအခုခင်ဗျားတို့ KNU ကပြန်တွဲပေးမဲ့လူတွေကိုလက်မခံပါနဲ့ထိုင်းကိုခင်ဗျားတို့ပြောမယ် American Task Force ကထိုင်းနဲ့ပူးပေါင်းဆောင်ရွက်နေပြီဆောင်ရွက်လာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့တရုတ်ကချက်ချင်းလူ100စီးရင်ကိုထုတ်ပြန်ဒီလူ100တွေကဝမ်းတက်ဖြစ်ပါတယ်ဗောပြီးတော့ခင်ဗျားတို့ကြားဖြန့်တိုက်ဖြတ်ရေးတွေထဖွဲ့ကြကျွန်တော်ပြောတာစဉ်းစားဘိန်းသားရင်းထလို့ခင်ဗျားတို့လုပ်ကြကြနော်ဟိုကုတ်ဒီကုတ်နဲ့တရုတ်ကစားသွားတဲ့အကွက်ကိုကျွန်တော်တို့မြင်တယ်အမေရိကန်တော်တော်တင်းတင်းကြပ်ကြပ်ကြီး